တော်ဝဲထက်ရွက်ရမယ်အလံနီပါတဲ့နောက်ထပ်တရုတ်ပြည်ရဲ့ကားတကားကလည်း2016မှာရိုက်ဖို့အတွက်ပြင်ဆင်နေဆိုပြီးထုတ်လာတွေ့ရပေါ့နော်ဒီကားမှာဆိုရင်ရှို့ကနော်ရှို့ကဂန်စတာဖြစ်ပြီးတော့ကုန်းကတက်ကူចောင်းသားလေးဖြစ်တယ်ဆိုပြီးတော့ရေးထားတယ်ကွာအဲ့တော့ကားတော်တော်လေးကိုကြည့်လို့ကောင်းမဲ့ပုံစံမျိုးပဲပြီးတော့သူတို့ကအခုဒီရိုက်မဲ့ဟာကလည်းတရုတ်မှာရိုက်မှာမဟုတ်ဘူးတရုတ်မင်းသားတွေနဲ့ရိုက်မှာဆိုရင်လည်းတရုတ်မှာရိုက်မှာမဟုတ်ဘဲနဲ့ထိုင်းနဲ့မလေးရှားမှာ2 my show လိုမျိုးပဲရိုက်ထားမှာဖြစ်တဲ့အခါကျတော့2 my show လို့ပေါ့နော် wine love story ကိုကောင်းကောင်းကြီးတည်တည်ချာချာကြီးကြည့်လို့ရမယ်ငန်းလို့ရမယ်အပိုင်းတွေအများကြီးပါမယ်လို့မြင်လင်းရတယ်ပြီးတော့တရုတ်မှာရိုက်ထားမဟုတ်တဲ့အတွက်ကြောင့်စင်စာလေးအများကြီးထိလောက်မဲ့ပုံစံမျိုးပေါ်ဘူးပေါ့နော်အဲ့တော့အားရပါရငန်းဖို့တာအားမွေးထားကြပါတော့ကျေမေတို့ရေ